အတိမ်တွေနဲ့ရောရှက်နေတဲ့ဂျေးဘွားကြောက်ကံပါးတွေကြီးမားတဲ့အလေကမှာတမ်မနီဧကရာကြီးတစ်ခုတည်ရှိနေပါတယ်။ဒါကတော့ Vespera လို့ခေါ်တဲ့ရွှေရောင်ဝိရေစုပ်ပြားပစုပ် Empire ကြီးပဲဖြစ်ပါတယ်။တမ်မနီဘုရင်ကြီးနဲ့မိခင်ဘုရင်မကြီးတို့အုပ်စိုးတဲ့ဒီနိုင်ငံတော်ရဲ့အသက်သွေးကြကတော့နေရောင်ကြီးဝိရေလို့ခေါ်တဲ့အပြာရောင်စွမ်းရည်ပါပဲ။ဒီစွမ်းရည်ကပဲသူတို့ရဲ့တမ်မနီရင်ကျေးမှုနဲ့စီကံစနစ်တွေကိုမောင်းနှင်ပိတ်နေတာပါ။ဒါပေမဲ့စွမ်းအင်ဆိုတာရင်းနှီးမှုတွေနဲ့တည်ဆောက်ရတာပါစွမ်းအင်တူးယူစခန်းတွေကနေဝိကြီးတွေကိုတည်ဆောင်လာတဲ့အဖွေတွေဟာဘေးအန္တရာယ်များလွှားတဲ့ကန်တာပင်ကြီးတွေကိုဖျက်ဆီးကြရပါတယ်အမောင်ရိပ်ထဲမှာတော့ Shadow Spider လို့ခေါ်တဲ့အမောင်ဝင့်ကူတွေကဒီအလင်းလောင်တွေကိုလူယူဖို့အမြဲတမ်းချောင်မြောင်းနေကြပါတယ်ဒါပေမဲ့တကယ်အန္တရာယ်ကြီးကတော့တန်ကြီးတန်နေတဲ့ကန်တာတွေကထွက်ပေါ်လာတဲ့တိုင်တန်ကင်းမီကိုကြီးပဲဖြစ်ပါတယ်တမ်မနီတွေကျိုးပွေးခရပြီးအလင်းလောင်တွေမိန်ဖောသွားခဲ့ရပါတယ်အသက်ရှင်ကြံကြီးသူတယောက်ကတော့ရှုံးနမိတ်တွေနဲ့အတူနန်းတော်ကိုပြန်လဲရောက်ရှိလာခဲ့ပါတယ်ဒါပေမဲ့ Vespera Empire ဟာဘယ်တော့မှခွင့်မလုပ်တတ်ဘူးဘယ်တော့မှမမေ့လုပ်တတ်ဘူးပါတန်ရီကြိုဖိုးတွေပြန်လဲနိုးထလာပါသည်ပျက်စီးသွားတဲ့တာမဏီတွေကနေလက်နက်တွေတစ်တွေကိုပြန်လဲတွန်းလုပ်ပြီးဘရင်ကြီးရဲ့စစ်မဟာဗျူဟာတွေစတင်လိုက်ပါပြီဝေဟင်ပြန်စစ်တင်ဘောကြီးတွေကောင်းကင်ရင်ပြင်တစ်ခုလုံးကိုဖုံးလွှဲလို့ဆုံးရှုံးသွားတာတွေကိုပြန်လဲယူဖို့ရွှေရောင်စစ်တပ်ကြီးကလဲ့စားချေဖို့ထွက်ခွာလာပါပြီHull integrity at 60%. Divert power to the shields. Target the lead vessel. Fire at will. တမ်မနီနဲ့တန်ကျေးရင်းဆိုင်ကြပါပြီ။ပြားပစုပ်စစ်တပ်ကတရုတ်ကြီးကိုကွင်းဆက်နဲ့ချီနှောက်ပြီးမြေပုံပေါ်ဆွဲချလိုက်ပါတယ်။နောက်ဆုံးကတော့ဘရင်ကြီးရဲ့လျှက်စစ်လမ်းတော်ကပဲအဆုံးသက်အောင်မြင်ဝေကိုယူဆောင်ပေးခဲ့ပါတယ်။ရန်သူတွေကိုဖမ်းဆီးလိုက်နိုင်ပါပြီ။ပြိုင်ဘက်အလုံးအရေးနှိမ့်သွားခဲ့ပါပြီ။ဒီ Empire ရဲ့အင်အားကတော့အကျွမ်းအမှတ်ပါပဲ။တူဟီရောဘီမနာမှာကြာဆုံးသွားတဲ့သူတွေကိုဂုဏ်ပြုကြပါတယ်။ဝိရည်ရဲ့အလင်းတောင်းတွေအောက်မှာအနာဂတ်ကိုဆက်လက်တည်ဆောက်သွားကြမှာပါ။ Vespera ရဲ့ရွှေရောင် Empire ကြီးကတော့ဘယ်တော့မှပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။